အားလုံးပဲမင်္ဂလာပါဗျာဒန်စင်ဖူကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငါးကြောချက်လေးကိုမျှဝေပေးချင်ပါတယ်ပထမဦးဆုံးအနေနဲ့စာချုံမို့စနစ်မို့ရတာနေထားတဲ့ငါးတွေကိုကြော်ပါမယ်တစ်ဖက်ကျက်ပြီးဆိုမှနောက်တစ်ဖက်ကိုလမ်းပြီးကြော်ပြီးပါတယ်ငါးကြော်လေးရပြီဆိုရင်တော့ပပလီထားတဲ့ကျက်သွန်းဖြူကျက်သွန်းနီကိုစီတက်ပါမယ်။နေငယ်နွန်လာပြီဆိုရင်တော့စနစ်မုံနေငယ်ထည့်ပြီးမှွေပေးပါတယ်။ပြီးရင်တော့အစိမ်းမုတ်ထည့်ပါတယ်။စိမ်းမုတ်ထည့်ပြီးခဏလောက်ထည့်မှွေပေးပါတယ်။စီတက်လို့ပြီးပြီဆိုရင်တော့ကမွန်းချင်းရွက်ကိုထည့်ပြီးမှွေပေးပါတယ်။ကမွန်းချင်းရွက်လေးတွေနူးဤသွားတဲ့အထိမှွေပေးပါတယ်ကမွန်းချင်းရွက်လေးတွေနူးဤသွားပြီဆိုရင်တော့အရသာအတွက်အချုံမုတ်ကြက်သားမုံနဲ့မပြာရည်အနေငယ်ထည့်ပြီးမှွေပေးပါတယ်အရသာတွေနှံ့သွားပြီဆိုရင်တော့ကြော်ထားတဲ့ငါးကြော်ကိုထည့်ပါမယ်ပြီးဆိုရင်တော့ငါးကြော်ချက်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ